အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကအလူနောက်ဆုံးနေပါဒီမနက်ပိုင်းကတော့တင်ကန်းဝတ်တဲ့ဦးစင်းတွေကိုတင်ထပ်မှာပဲအခုကတော့ဒါတင်စင်းလောင်းတွေကိုစောင့်ဆိုင်နေတာဖြစ်ပါတယ်ခင်ဗျာဒါကတော့အလူရှင်ဦးအောင်မြင့်နဲ့ဒေါ်နီအေးရနေလို့မှကိုထက်အသက်အရွယ်ဟွာကြီးတဲ့လူတွေကိုကြော့ခန်းပုံစံမျိုးလေးကြော့ဖြစ်တာပါခင်ဗျာအမတူမလေးမြောက်တဲပေါ်မှာစိတ်ကြိုက်ကိုစော့နေတာလုံးဝပီတလူခါနေတာပဲနာဝီဆိုတာကရာဂကိုလုံးကြီးတင်ပြီးတော့သံဃာတာအတိတ်တွေလို့ခေါ်နာရီဆိုတော့ပြိဿရဲ့မျိုးသမီးလို့သိကြတယ်အဲအာရသဘတော့သင်္ကန်းဝတ်လိုက်တာနဲ့တိုင်နေတယ်ဟောမာတာလေးကလည်းတိုင်လို့သံဃာပါတယ်လို့ပြိဿရဲ့သံဃာဟုတ်တယ်မလားဒါကတော့အလူမရနေပါရှင်မွေးငွေမိုးရွာပေးနေတာပေါ့နော်ရောက်ပါမလားဒီရောက်ပါမလားဒါကတော့အလူရှင်မိသားစုကနေမှကျောင်းနိုင်တန်ဃာလုံးနဲ့တကောအပင့်တန်ဃာတော်တွေကိုဆွန့်ကတ်လူတန်းနေတဲ့ပုံလေးပါခင်ဗျာ